တိုးတကောင်ကတိုးချောင်းခွေးကိုအားနဲ့တစ်ချက်ကလိုက်တယ်ခုနလေးတင်ပေးအဲ့ဒီခွေးကတိုးအသက်ကိုကဲဖို့အတွက်တိုးချမ်းလက်ရောက်အောင်အတင်းဝင်တိုက်ဒီမောက်တွင်ခွေတာဒါပေမဲ့တိုးရဲ့မျက်လုံးထဲမှာတော့ကျေးဇူးတရားဆိုတာမရှိဘူးနားကျင်မှုပဲရှိတယ်သူမြင်တာကခွေးရဲ့ညစ်ပတ်ပြီးရင်းနေတဲ့အမွေးတွေနဲ့တွားရည်တောက်တောက်ကျနေတဲ့ဘားစစ်ပဲရိုင်းဆိုင်လိုက်တာတောဆိုင်လိုက်တာလို့သူတွေးမိတယ်ဒါနဲ့သူကချန်စီရောအပြင်ဘက်ကိုစိတ်ပြက်လက်ပြက်လက်ကြည့်လိုက်တော့ဝင်းပလေဒီကောင်ထိုင်းနေတာကိုတွေ့ရတယ်ဝင်းပလေကသူ့ခြေသေးတွေကိုတန်းစင်ထားတယ်အဆွဲတွေကိုဖုံးကွယ်ထားတယ်လေပင်ဝါတောင်လေးပြပုံနဲ့ကတိုင်လေးချီထားတယ်ဝင်းတို့တွေကဟင်းဟောင်မညစ်ဘူးသူကအထားအတာအယိုသေးပေးတယ်နှလုံးတွေကလည်းအယမ်းနူးညံ့တယ်တိတ်ရင်ကျေတာပဲတိတ်ဂရုစိုက်တာပဲလို့သူကခန်းစားလိုက်ရတယ်တိုးဟာချက်ချင်းပဲဝင်းပလေရဲ့အလဲဖျားဟာနစ်မျောသွားတော့တယ်သူ့ကိုနာကျင်အောင်လုတ်ကဲခွေးကိုမောင်းထုတ်လိုက်သည်သူ့ကိုပြိုရွှင်မှုပေးမဲ့ဝင်းပလေကိုအိမ်ထဲဖိတ်ခေါ်လိုက်တယ်ဝင်းပလေကတကယ်ပဲအစင်တန်းရှိပါတယ်တကားကိုအရင်ဆုံးချက်ခနဲ့ပိတ်တယ်ပြီးတော့လက်တို့ဘွားကိုလေပင်မှာစနစ်တကျပတ်တယ်နောက်ဆုံးမှတော့ဓားကိုကြိုက်ပြီးတိုးရဲ့လေပင်ကိုအသေးသက်တော်တော့ပဲလေပင်အကိုက်ခံရတဲ့အချိန်ထိတိုးကတွေးနေတော့ပဲဒီလောက်ရင်ကြီးပြူငားတဲ့လူကြီးမင်းကနားကိုဘာလို့သူခါပေးမှလဲတိုးရဲ့အမားကအပြိုအဆိုးအမှုရနေရတဲ့စိတ်ကျဉ်တတ်မှု emotional value ကိုလုံခြုံမှု safety လို့မာယွင်သတ်မှတ်လိုက်တာပဲလက်တွေ့ဘဝမှာလည်းလူအတော်များများကဒီလိုအမားမျိုးကိုထပ်တလဲလဲလုပ်နေကြတာပဲငါတို့တွေဟာဘယ်သူကငါတို့ကိုကယ်တင်မဲ့ခါးသီးတွေကယ်တင်ရှင်လဲဘယ်သူကချိုးထားတဲ့လူသက်စမလဲဆိုတာကိုမခွဲခြားနိုင်ကြဘူးမင်းကိုလူပုံကလေးမှာအမားထားပြီးအဆက်ခွဲတဲ့သူဟာတကယ်တော့မင်းရဲ့အသက်အန္တရာယ်ဖြစ်စေမဲ့အပေါက်ကြီးကိုဖားသီးပေးနေတာဖြစ်နိုင်တယ်မင်းကိုနေတိုင်းမြှောက်ပေးနေတဲ့သူဟာတော့မင်းအမြင့်ကပြုတ်ကြတာကိုကြီးကိုစောင့်နေတာဖြစ်နိုင်တယ်အသက်ကယ်ဆေးဆိုတာခါတတ်ပြီးအသက်သွေးစေမဲ့အစိတ်ဆိုတာချိုးတတ်တယ်မင်းကိုတကြားလုံးကျွေးနေတဲ့လက်တစ်ဖက်သေးကိုပဲမကြည့်ပါနဲ့သူ့ရဲ့တခြားလက်တစ်ဖက်မှာဘာတွေဝှက်ထားတယ်လဲဆိုတာကိုပါကြည့်တတ်အောင်ကြိုးစားပါကြီးကန်းတကောင်ကသူ့ရဲ့ထက်မြက်တဲ့နှုတ်သီးနဲ့သိန်းကက်ရဲ့ကိုပိုးကိုအားနဲ့စိုက်ပြီးစိတ်လိုက်တယ်ဒါဟာတကယ်ကိုဆူးရှားတဲ့နာကျင်မှုမျိုးပဲဒါပေမဲ့သိန်းကက်ကနာကျင်လို့အော်ဟစ်ခြင်းမရှိဘူးပြန်လေတိုက်ခိုက်ခြင်းမရှိသလိုအနောက်ကိုတောင်လှည့်မကြည့်ဘူးသူလုတ်တဲ့တစ်ခုတည်းသောအလုပ်ကတော့အသေးခိုက်အောင်နာကျင်မှုကိုအောင့်အိပ်ပြီးကောက်ကင်ရန်စီကိုအားကုန်ယုံပြီးပြန်တက်လိုက်တာပဲဘာဖြစ်လို့လဲဆိုတော့သူကရှင်းရှင်းလင်းလင်းတည်ထားလို့ပဲရန်သူကိုလှည့်ကြည့်မိတာကဘီစားဆိုရင်အပေါ်ကိုပိုမြင့်အောင်ပြန်တက်နိုင်တာကအရေးချင်းပဲတစ်ချက်လောက်ရက်နာပြီးကိုကားကွယ်ဖို့စူးစမ်းမိလိုက်တာနဲ့နှစ်ယောက်လုံးရွှတ်လွန်ထဲကိုအတူတူပြုတ်ကျသွားမှာပဲသူကပိုပြီးမြင့်သက်မြင့်အောင်ပြန်တက်တယ်လေးစီးကြောင်းတွေကဓားသွားလို့ကြမ်းတမ်းလာတယ်ခုနကသိန်းငက်ကိုယူးသွက်သလိုလိုက်စိတ်နေတဲ့ကြီးကန်းဟာအောက်ဆီဂျင်တက်လာမှုကြောင့်အသက်ရှူကျလာပြီးနောက်ဆုံးမှတော့အမိုက်တစလိုမျိုးဘာတမ်းမှမထက်ပဲအောက်ကိုပြုတ်ကျသွားတော့တယ်ဒါဟာစိတ်ပညာမှာတော့ဘယ်တော့မှအချင်းမဖြုံးမပတ်သက်ခြင်းနီးရမှာလို့ခေါ်ပါတယ်လက်တွေ့ဘဝမှာတော့တန်ဖိုးမရှိတဲ့ရန်စားမှုလေးတစ်ခုကိုမင်းကအကျင့်ပါနေတဲ့နားချင်မှုတွေနဲ့တုံ့ပြန်တတ်ကြတယ်ငါကိုတော့နှိမ့်ဆက်နေကြပြီဆိုပြီးစိတ်ထဲမှာပြက်ဆက်တွေအခန်းပေါင်း100လောက်ကပြန်နေတတ်တယ်တကယ်တော့တစ်ဖက်လူကမင်းနဲ့ရှင်ပြိုင်ဖို့တောင်မထိုက်တန်တဲ့သူပါဒါပေမဲ့မင်းကတော့ဒေါသထွန်းလုံးလို့ခြေဖျားလက်ဖျားတွေတောင်အေးဆက်နေတတ်တယ်10မိနစ်စားလောက်ပဲခံစားရမယ်ဒီလိုယွန်းရှားပွဲကိစ္စကိုတနေ့လုံးစာနှိမ့်ဆက်မှုဖြစ်အောင်မင်းကဆွဲဆန်လိုက်တာပဲလူညစ်ဆိုတဲ့အဲ့ဒီကြီးကန်းကတကယ်တော့မင်းဘေးကနေဖြတ်သွားရုံတတ်တာပါမင်းကသာသူ့ကိုအလုံးအမြင့်အားယုံစိုက်ပြီးမင်းကိုနာကျင်စေမယ့်အခွင့်အရေးကိုမင်းကိုယ်တိုင်သူ့လက်ထဲထည့်ပေးလိုက်တာဘယ်ကိစ္စမဆိုအချိန်ကုန်ခံညှင်းခုန်နေတာဟာမင်းရဲ့ကိုယ်ပိုင်စွမ်းနိုင် energy fee ကိုမင်းကိုယ်တိုင်ညင်ညမ်းအောင်လုပ်နေလာပဲလူကြီးတွေရဲ့ကဘာမှာခရီးလန်းကအချိန်ထပ်ပိုတန်ဖို့ရှိတယ်တန်ဖိုးမရှိတဲ့လူညစ်တွေကြောင့်မင်းရဲ့မြင့်မြတ်တဲ့စွမ်းအင်တွေကိုအောက်ကြမခံပါနဲ့တန်ရာကိုပဲစိတ်မကြည့်ပါနဲ့လူညစ်တွေကိုမင်းဘွားထဲမှာနေရမပေးပါနဲ့ဘဝကဆက်သွားနေဦးမှာပဲလဲထွက်လိုက်ပါမင်းရဲ့စီးပွားရေးကိုပဲအာယုံစိုက်ပါမင်းရဲ့စိတ်ဓာတ်ကိုပဲပြုပြင်ပါမင်းရဲ့ဘဝထဲကိုဝင်လာဖို့တောင်မထိုက်တန်တဲ့သူတွေကြောင့်မသွေးမိတာနဲ့တင်မင်းဟာထက်ဝက်ကျော်အနိုင်ရနေပြီမင်းကလုံလောက်မြင်းအောင်ပြန်နိုင်တဲ့အခါမင်းကိုယ်တိုင်လက်ဖျားနဲ့တောင်တိုးเสียမလို့ပဲပါလွားတဲ့လေသူကအမိုက်တရေအားလုံးကိုသူ့အလိုလိုဖယ်ရှားပေးသွားတာကိုမင်းတွေ့ရလိမ့်မယ်လူတယောက်ကကြက်ဖာတကောင်ကိုအားနဲ့တစ်ချက်ကတ်လိုက်တယ်အဲ့ဒီကြက်ဖာမြေကြီးပေါ်မှာနှစ်ပတ်လဲသွားပြီးမှထွက်မပြေဘူးယူသွက်သွားသလိုမျိုးပြန်ပြေးလာပြီးလူရဲ့ဖနက်ကိုမသေးမချင်းလိုက်စိတ်တော်လာမယ်ဘာဖြစ်လို့လဲဆိုတော့ကန်ပြီးတာနဲ့အဲ့ဒီလူကစပားတဆုပ်ကိုကျေချလိုက်လို့ပဲရွှေဝါရောင်စပားစီးတီမြေပေါ်ကြောက်သွားတာနဲ့တစ်ချမ်းလုံးစူညံ့တော်တယ်ကြက်အုပ်ကြီးကနာကျင်းတာကိုရောကြောက်ရွံ့တာကိုရောမေ့သွားကြပြီသူတို့ကအစာရဖို့အတွက်အဖေါ်တွေရဲ့ခေါင်းပေါ်ကိုနင်းတက်ကြတယ်အတောင်ပန်ခတ်လိုက်လို့ထွက်လာတဲ့ဖုံမှုတွေကမျက်စိတောင်မမြင်တာတော့ဘူးနေရလူရင်းနဲ့အဲ့ဒီလူရဲ့ဘောင်းမီစာကိုတောင်ပေါက်ပေးအောင်စိတ်မိကြတယ်အဲ့ဒီလူကတော့ဖုံတော်တယ်မှာရက်နေရင်သူ့ကိုဘလို့ရိုက်မပြေးတဲ့ဒီဘာသာဝင်တွေကိုကြည့်ပြီးသူကိုယ်တိုင်ပဲလောကကြီးကိုအုပ်ဆိုးတဲ့ဘုရားသခင်လိုထင်မှတ်နေခဲ့တယ်ဒါပေမဲ့စပါးစီတွေကုံသွားတာနဲ့ဘုရားသခင်ဟာချက်ချင်းနှိပ်ဖန်ဆန်ပြုတ်ကျသွားတော့တယ်ခုနကကန်ခံရတဲ့ချက်ဖာသူ့ကိုတစ်ချက်တောင်လက်မကြည့်တော့ပဲလှည့်ထွက်သွားတယ်လူကခြေထောက်နဲ့ပိတ်ထားတော့သူ့ကိုခက်ဆက်ဆက်လေးတစ်ချက်ပြန်စိတ်သွားတယ်ကြက်အုပ်ကြီးကလည်းသူ့ထက်မြန်အောင်ပြေးသွားကြပြီဘယ်ကိုလဲဆိုတော့တန်တိုင်းထောင်းကထွက်လာတဲ့ဘိုးခေါင်းဝါဝါလေးတစ်ကောင်ကိုဝိုင်းအောင်ဝတ်တယ်ပဲရှင်းရှင်းလင်းလင်းကြည့်လိုက်စမ်းပါသူတို့ကအရိုက်ခံရတာကိုမမှတ်မိဘူးအစားအသောက်ကိုပဲမှတ်မိတာမင်းစီမှာဆန်ရှိရင်ကန်လက်ရင်တောင်မင်းကိုလာချော့နေအောင်ပါပဲမင်းစီမှာကျွေးစရာမရှိရင်တော့မင်းကိုစိတ်တောင်ရှုံနေကြအောင်ပဲလူတွေရဲ့အပြုံးဒီကိုကြည့်ပြီးကိုထားရမနေပါနဲ့သူတို့ကမင်းကိုကြောက်ရွံ့နေတာမဟုတ်ဘူးမင်းအိတ်ခက်ထဲကအစားကိုကြောက်ရွံ့နေတာမင်းလက်ထဲမှာဆန်ရှိနေတဲ့တွေမြေကြီးပေါ်တန်တွေးထွေးရင်တောင်အမှုပညာဆန်လိုက်တာလို့အမွမ်းတင်မဲ့သူတွေရှိနေလိမ့်မယ်မင်းအိတ်ခက်ထဲမှာဘာမှမရှိတော့တဲ့နေမှာတော့ဒူးထောက်ပြီးအော်ဟစ်နေရင်တောင်ဘယ်သူမှလက်ကြည့်မှာမဟုတ်ဘူးဘောင်းတင်းဆက်
ဆန်ရေးရဲ့အနှစ်သာရဆိုတာတိကျတဲ့အစာကျွေးခြင်းပဲတန်ရောစင်တွေတိခါတွေကိုလာမပြောနဲ့အိတ်ကတ်ကိုပဲပြအောင်ဖြေထားပါမင်းစီမှာဆန်ရှိနေသူတွေဒီလောကကြီးကမင်းရှိမှအမြဲတမ်းဒူးထောက်ခစားနေပါလိမ့်မယ်